မင်္ဂလာပါကျွန်တော်ဒေါက်တာရဲပါဒီနေ့မှာတော့ကျွန်တော်က Skin Talk Program အတွက် Bioderma Page Shop မှာမေးထားတဲ့မိကုန်းလေးတွေအချို့ကိုဖြည့်သွားပေးမှာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်ဒီမိကုန်းလေးတွေဖတ်ကြည့်လိုက်အောင်နော်ဒီမှာမေးထားတဲ့မိကုန်းက cleanser လားဗျာတဲ့မျက်နှာက sensitive ဖြစ်တော့ဘာသုံးမတက်ဖြစ်နေတာ oily skin type ပါညွှန်ပေးပါအောင်ဗျာတဲ့ Okay ဆိုတော့သူ့ရဲ့ skin ကကြတော့သူက oily skin ပေါ့နော်ကျွန်တော်ဒီ oily skin ကိုမှသူကskin problem ကဘာသုံးမတက်ဖြစ်နေတယ်အဲ့တော့သူမေးထားတာလဲ cleanser လေးကိုမေးထားတာဖြစ်တော့ကျွန်တော်ကဒါပထမဆုံးညွှန်ကျင်တာကကြတော့ဒီဘောနော် micellar technology နဲ့လုပ်ထားတယ်ကျွန်တော်ဒီ sensitive သမားတွေပါသုံးလို့ရတယ်Bioderma Sensibio H2O ခေါ်တဲ့ဒီ micellar water ကိုသုံးစီကျင်တယ်ပေါ့နော် Okay ဆိုတော့နောက်တစ်ခုကကြတော့သူကအစီပြန်တာအတွက်ကိုတော့ကျွန်တော်ကဘောနော်ဒီအရေးပြအတွင်းပိုင်းတိကိုတန့်စင်ပေးနိုင်တဲ့ copper sulfate နောက်ကကြတော့အစီပြန်မှုကိုထိန်းချုပ်ပေးနိုင်တဲ့ zinc sulfate ပါတယ်ကျွန်တော်တို့ဒီCBN ဂျယ်မူးဆန်လေးကိုသုံးစီချင်တယ်ပေါ့နော်နောက်တစ်ခုကတော့သူ့မှာ soft free ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဆက်ပြမပေါင်းတဲ့အတွက်ကြောင့်မလို့အစီပြန်ပြီးတော့အသားရည် sensitive ဖြစ်တဲ့သူတွေကိုအသားရည်ကိုဒီရမ်း6ပိတ်သွားပြီးတော့ကြမ်းခဲ့တာမျိုးမရှိတဲ့အတွက်ကြောင့်မလို့သုံးရအဆင်ပြေပါတယ်တော့အခုကျွန်တော်တွေ့ပေးထားတဲ့ဒီ skin care အတွဲလေးဆိုရင်အခုပေါ့နော်သူပြောထားတဲ့ဒီ oily skin ကိုမှ sensitive ဖြစ်တဲ့အသားရည်ပိုင်ရှင်အတွက်အဆင်ပြေမယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ဒါဆိုကျွန်တော်နောက်မေးခွန်းလေးတစ်ခုဖတ်ကြည့်လိုက်အောင်နော်ဒီမှာမေးထားတော့ oily skin မဟုတ်ဘဲနဲ့ dry skin နဲ့ဝက်ချန်တွေထွက်ရင်ဘယ်ရောင်လေးသုံးရမလဲရှင်တဲ့Okay ဆိုတော့သူ့ရဲ့ skin ကကြတော့သူက dry skin ပေါ့နော်ဒါပေမဲ့သူ့မှာကြတော့ wet ချက်လေးထွက်တယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒါခုနကညွှန်းထားတဲ့ကျွန်တော်ဒီ micellar technology နဲ့ sensitive သမားတွေပါသုံးလို့ရတဲ့ Sensibio H2O ဆိုတဲ့ micellar water လေးကိုသုံးစီချင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့သူက wet ချက်ထွက်တာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ဒီအတွင်းပိုင်းကိုတန့်စင်ပေးနိုင်တဲ့ copper sulfate နောက်ကကြတော့အစီပြန်မှုကို short ချပေးနိုင်တဲ့ zinc sulfate ပါတယ် CBN ဂျယ်မူးဆန်ဆိုတဲ့ cleanser လေးပေါ့သုံးစီချင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့သူ့ရဲ့ problem ကကြာအသားရည်6တာအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က moisturizer လေးထပ်ဖြည့်သုံးစီချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရွေးပေးရမယ်ဆိုရင်ကျွန်တော်ဒီ CBN sensitive ဆိုတဲ့ moisturizer လေးကိုသုံးစီချင်တယ်ပေါ့ဘာဖြစ်လဲဆိုတော့သူ့မှာအဓိကမျက်နှာသားရည်ညီတာလို့ရားတာကိုတက်တာစေတဲ့ infrastructure complex လေးပါတယ်နောက်ကကျတော့ဒီရေဓာတ်ကိုပြန်ထိန်းပေးနိုင်တဲ့ glycerin ပါတာဖြစ်တဲ့ကြောင့်မို့လို့သူ့လိုမျိုးအသားရည်6ပြီးတော့ဝက်ချန်ထွက်နေတဲ့ skin type အတွက်အဆင်ပြေရပေါ့နော်အခုကျွန်တော်တွဲထားပေးတဲ့အတွဲလေးဆိုရင်အခုသူပြောတဲ့ပြဿနာလေးတွေကိုအဆင်ပြေသွားမယ်လို့ယူဆပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်နောက်ထပ်သိချင်တဲ့မေးခွန်းလေးတွေရှိရဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုရဲ့ comment အောက်မှာဖြစ်စေကျွန်တော်တို့ဒီ Bioderma မြန်မာရဲ့ Messenger မှာဖြစ်စေလာရောက်မေးထားလို့ရပါတယ်နောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်လည်ဆုံတွေ့ပါမယ်